မြန်မာပြည်မှာလူဖြစ်ရတာတော်တော်ကံကောင်းပါတယ်တော်တော်ပေါ်က monetization ရတဲ့နိုင်ငံတွေမှာဘယ်နိုင်ငံတွေကမြန်မာတော်တော်ခရွေတာတွေကိုပတ်စံအများဆုံးပေးတာလဲတွားကြည့်ရအောင်မြန်မာနိုင်ငံကနေဘယ်နိုင်ငံအကောင့်ပဲဖွင့်ပတ်စံရတာချင်းကအကုန်အတူတူပါပဲဖြစ်ပါတယ်နားလည်အောင်ပြောရမယ်ဆိုရင်ဂျပန်အကောင့်တွေဖွင့်တယ်ဗီဒီယိုတွေတင်ကြတယ်မြန်မာ view တွေပဲများနေမယ်ဆိုရင်1 million view ဗီဒီယိုတစ်ပုဒ်မှာ$10ကနေ$15ကြားရပါတယ်ထိုနည်းတူပဲUS အကောင့်တွေဖွင့်တယ်ဗီဒီယိုတွေတင်တယ်မြန်မာ view တွေမိတဲ့အကောင့်တိုင်းမှာပတ်စံနေနေမှာပဲဖြစ်ပါတယ်မြန်မာ view တွေဆိုရင်ပတ်စံလုံးဝမပေးပါဘူးဒါကြောင့်ပြောစရာအကြီးပါခင်ဗျာဒီအကောင့်တွေမှာအဓိကမတူညီတဲ့အချက်က monetization ရှောက်တဲ့နေရာမှာလိုအပ်ချက်တွေပတ်စံထုတ်တဲ့အပိုင်းတွေမှာကွဲသွားတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာအဖွင့်အများဆုံးဖြစ်တဲ့ဂျပန်ကိုရီးယား US အကောင့်တွေမှာဘာတွေကွာသွားလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်နံပါတ်1ဂျပန် monetization ရှောက်ဖို့ဆိုရင် follower 10k view တသိန်းရှိရပါမယ်ပတ်စံထုတ်ဖို့အတွက် Payoneer ထိုင်းဘဏ်ဂျပန်ဘဏ်ဒီ3ခုတက်နဲ့ပဲထုတ်လို့ရပါမယ်နံပါတ်2ကိုရီးယား monetization ရှောက်ဖို့အတွက် follower 9000 view တသိန်းရှိရပါမယ်ငွေထုတ်ဖို့အတွက်ဆိုရင် PayPal အကောင့်တစ်ခုပဲရပါတယ်နံပါတ်3 US follower 10k view တသိန်းရှိရပါမယ်ငွေထုတ်ဖို့အတွက်ဆိုရင် PayPal အကောင့်တစ်ခုပဲရပါတယ်မိတ်ဆွေတို့ကဘယ်အကောင့်လေးကိုဖွင့်ထားကြလဲပြောခဲ့အောင်နော်